여러분 안녕. 알람에 민라바시. 뒤에야로 noun plus man 빼로 배소래 호화 배 다 배 아마 호화 배 사매 다 배 롱매လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပဲဆိုတဲ့ grammar lesson လေးကို sharing လုပ်ပေးတမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြည့်လိုက်ကြရအောင်နော်ဒီ grammar lesson လေးကလွယ်လို့အသုံးလဲများပါတယ်သူကအနောက်မှာ noun နေရာနောက်မှာ man ဆိုတဲ့ဟာလေးကိုကပ်ပေးလိုက်အောင်ပါပဲနော်ဥပမာဒီမှာဆို check ဆိုတာစာအုပ်အဲ့တော့ check man ဆိုရင်စာအုပ်ပဲเนาะစာအုပ်ပဲအဲ့နောက်ကစာကြောင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင် check man 주세요 check man 주세요စာအုပ်ပဲပေးပါဆိုပြီးတော့ဒီပဲစာအုပ်ပဲဆိုတော့သူလိုချင်တဲ့တစ်ခုတည်းကိုပဲပြတဲ့grammar lesson လေးပေါ့နော်လွယ်ပါတယ်အသုံးလဲများတယ်အဲ့တော့ check ဆိုတာစာအုပ် check man စာအုပ်ပဲ check man 주세요စာအုပ်ပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ရှင်ဒါလေးကတော့ ball pen ဆိုတာဘောပင်เนาะအဲ့တော့ ball pen မှာဆိုလို့ရှိရင်ဘောပင်ပဲ ball pen man 주세요ဘောပင်ပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ရှင်နောက်တစ်ခုကကြတော့가방ဆိုတာအိတ်가방 manဆိုတော့အိတ်ပဲပေါ့နော်အဲ့တော့이 가방 man 주세요 이ဆိုတာဒီကိုပြောတာအဲ့တော့이 가방 manဆိုတော့ဒီအိတ်ပဲ이 가방 man 주세요ဒီအိတ်ကိုပဲပေးပါဒီအိတ်ပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ရှင်နောက်တစ်ခုကတော့손수건ဆိုတာလက်ကင်ပေါ်ပါအဲ့တော့손수건 manဆိုရင်လက်ကင်ပေါ်ပါပဲအဲ့တော့손수건 man 주세요 손수건 man 주세요လက်ကင်ပေါ်ပါပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်물ဆိုတာရေကိုပြောတာပါအဲ့တော့물만ဆိုရင်ရေပဲ 물만 주세요 물만 주세요ဆိုရင်ရေပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်밥ကကြတော့ထမင်းအဲ့တော့밥만ဆိုလို့ရှိရင်ထမင်းပဲ밥만 주세요 밥만 주세요ထမင်းပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ရှင်အဲဆိုတော့ဒီ grammar လေးကိုလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်အဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ